လေးတစ်ကိုဒီမှာ9နဲ့ဖြတ်တယ်လေးတစ် frame မှာ9နဲ့ဖြတ်တယ်နောက်တစ်ခုကသူကဒီမှာ9နဲ့3.9နဲ့ဖြတ်တယ်ပေါ့လေအဲ့တော့ဒီ frame မှာနော်အဲ့တော့ဒီ frame ကနေပြီးတော့ကြတော့ site လေးတစ်ခုပြခြင်းတယ်သူကနောက်ထပ်ဘာလေးရှိထားလဲဆိုဒီမှာနော်စိတ်နှူအောင်လေးနဲ့43525ဆိုပြီးတော့ compress နဲ့ပြန်ဖြတ်သွားတယ်လေးတစ် frame အဲ့ frame ကနေပြီးတော့ကျွန်တော် site တစ်ခုပြခြင်းတယ်ဒီမှာဘာရှိလဲဆိုလို့ရှိရင်အင်္ဂါနေ့အတွက်တစ်ခုပြခြင်းစိတ်နဲ့ပြနော်ပထမပြင်မှာတော့19မိနစ်ခင်းကြတယ်ဒုတိယပြင်မှာကျတော့ညနေမှကြာတာအင်္ဂါနေ့19:03လေးကြာမလားနော်ဒီမှာအပေါ်မှာလည်း compress တွေနဲ့ဖြတ်ထားတာတွေရှိရယ်နော် compress တွေနဲ့ဖြတ်ထားတာတွေရှိရယ်အဲ့ဒါကြောင့်ဒီနေရာမှာကြာလာမလားပေါ့လေဟုတ်ဒီမှာတစ်ချက်ဒါလေးလာပြတာနောက်တစ်ခုသူကတကယ်လို့အဲ့လိုမဟုတ်မွေးခြင်းလဲဆိုရင်ဒီမှာ68ရှိတယ်ဒီမှာ3လေးရှိတယ်နော်ဒါဆိုရင်ဟုတ်လား19:03လေးကိုမွေးကနန်းအဖြစ်သွားမလားဒါမှမဟုတ်ရင်အင်္ဂါညနေမှာဖြစ်လို့အင်္ဂါနေ့မှာကြာမလားကျွန်တော်ကတော့အင်္ဂါနေ့ကိုပဲရွေးချင်တယ်ပေါ့လေမွေးကနန်းကတော့ကျွန်တော်မွေးကနန်းကတီးတန်းနဲ့သွားမှာဒီလိုဟိုဟာထဲမှာတော့ကျွန်တော်ဒီမှာမထုတ်ဘူးဒီမှာတော့ကျွန်တော်လူတွေကိုအကြံပေးချင်တာကတော့အင်္ဂါနေ့မှာတော့19:03လေးထည့်ပြီးတော့ထိုးတင်တယ်လို့မြင်တယ်ကိုလူတွေဘယ်လိုမြင်ကြလဲနော်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်ကျွန်တော် Telegram မှာတော့ site တွေနဲ့နေတိုက်တွေနဲ့ပုံနေနဲ့လာမယ်ပေါ့လေဒီမှာတော့စုမဗီဒီယိုဖိုင်လေးတွေနဲ့ကျွန်တော်တင်ပေးမယ်အမြင်လေးတွေရေးခဲ့လို့ရပါတယ်နောက်တစ်ခုက4ချိန်အတွင်းထွက်နိုင်မယ်ဒါကြောင့်ညာလေးပေါ့4ချိန်အတွင်းထွက်နိုင်မယ်အကောင်းဆုံးကဏ္ဍတစ်ခုကျွန်တော်ရွေးထားတာရှိတယ်4ချိန်အတွင်းလည်းဖြစ်တယ်လို့မွေးကဏ္ဍလည်းဖြစ်တယ်မွေးလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်မျှော်လင့်တာ4ချိန်အတွင်းမျှော်လင့်ထားတယ်အားတစ်ခွက်ရှိတယ်ကျွန်တော်ဒီမှာအားထိုးရမယ်ကဏ္ဍတစ်ခွက်ရှိအဲ့ဒီကဏ္ဍကိုတော့ကျွန်တော်ရောင်းဖို့စီစဉ်ထားတယ်အဲ့ကဏ္ဍကိုတော့ frame တွေလည်းချမပြထားဘူးမလောက်ထားသေးဘူးပေါ့လေအဲ့တော့ frame များစွာနဲ့အဲ့ဒါတော့ကျွန်တော် Telegram မှာပဲကျွန်တော်ပို့တင်မယ်ပေါ့လေနော်ဘာပဲပြောကိုလူတွေကိုပြန်ပြောရရင်အင်္ဂါနေ့မှာ348ကိုရှိပါတယ်ကျန်တဲ့ရက်မှာတော့ကိုတိုက်ဆိုင်မှုရှိရင်ထည့်ထုတ်လို့ရပါတယ်ဒါလေးလာပြောတော့ပါအားလုံးကိုကျေးဇူးပါ